သောဖြစ်တယ်ပါလိုက်တော့စိတ်ဆိုရင်လူသောဖြစ်တယ်စိတ်ကောင်းရင်လူကောင်းဖြစ်တယ်။ကိုင်ဝိရိယဆိုတော်မျိုးတော်များစိတ်ဆိုးလားဆိုးဘူးလားလူကောင်းတွေလားလူဆိုးတွေလားဟုတ်လားတရားဝဲလူဆိုးတွေရောက်နော်ခုတရားဝဲလူကောင်းတွေမလို့ဟုတ်ဘူးပြီးခေါ်နေတာလက်သက်တော့လူဆိုးတွေပဲအဲ့ဒါပြိတ္တရဲ့စိတ်မဆိုးနဲ့အဲ့တော့ကိုယ်တော်တွေကစိတ်ဆိုးတယ်ဘာကြောင့်စိတ်ဆိုးလဲရှင်မယားတရားဓမ္မတွေကရှင်ဘုရားကိုလှူတယ်ဆိုတာတန်ဃာတော်ရှင်သူမြတ်တွေကိုလှူတာဘာလို့လဲခိုင်းတရားဓမ္မတွေအိမ်ကိုဘုန်းကြီးတွေဆုံးကကြွလာတာအဲ့ဒီအိမ်ကိုကြွလာတဲ့ဘုန်းကြီးကိုလှူတာလားသာသနာတော်တရားလုံးမှာရှိတဲ့တန်ဃာတော်တွေကိုလှူတာလားဘုန်းကြီးတဒေမလို့ဆိုတာလားတန်ဃတဒေမလို့ဆိုတာလားဒေမပါဘာကိုကြည်ညိုတာလဲတန်ဃာကိုကြည်ညိုတာအဲ့တော့ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကိုကြီးညိုတာမဟုတ်ဘဲနဲ့တန်ခါကိုကြီးညိုလို့လှူတဲ့စွမ်းပြိတ္တိဘယ်သူစားလိုက်တယ်ဆိုတော့တန်ခါပဲစားလိုက်တယ်ဘယ်ပဲစားလိုက်သာတေချာမနော်ယသနဝရတေချာမနော်ခိုင်းလို့လေနော်တန်ခါကိုကြီးညိုလို့လှူတဲ့စွမ်းဘယ်သူစားလိုက်ဘုရားကိုလှူတဲ့ပစ္စည်းဘယ်သူပဲသုံးလိုက်ဘုရားပဲသုံးလိုက်တယ်အမျက်စီးမဝင်နဲ့မီးရောက်မဝင်နဲ့မလုကောင်းဟုတ်လားအထွေတွေဟုတ်လားဟုတ်က၎င်းအာရိမလည်းမသိဟုတ်လားစည်ရင်းတွေ၎င်းစည်ရင်းတွေမပြနဲ့အဲ့တော့ဘယ်နဲ့တန်ခါကိုလူတဲ့ပစ္စည်းဘယ်သူပဲစားလိုက်ဘုရားကိုလူတဲ့ပစ္စည်းဘယ်သူပဲစားလိုက်တခြားပုဂ္ဂိုလ်စားလိုက်လားမစားလိုက်လားမစားတိုက်တော့အဲ့ဒါကိုတန်ခါကိုလူတွေကကြီးညိုလို့လူတယ်တန်ခါပဲစားတဲ့စားလိုက်တာကိုခုတော့ရှင်မယားကကိုရော့ဖေကိုရော့အမေလူတွေကိုကျွေးတယ်ဆိုတာသိရင်ကြာလာတော့လူတဲ့လူတွေကလူမတွေကတရားတရားပြတ်လိုက်မယ်ကိုရော့ရဲ့ဘာပြတ်မလဲအဲ့တော့မြတ်ဗုဒ္ဓရဲ့သာသနာဆိုတာပြိတ္တရဲ့တရားတရားနဲ့တည်ထောင်ထားတဲ့သာသနာဟုတ်လားတရားတရားရှိမှဘုရားရှိခိုးလို့ရတယ်တရားတရားရှိမှဥပုသ်ဆောင်လို့ရတယ်တရားတရားရှိမှဝေယဝဆလုပ်လို့ရတယ်တရားတရားရှိမှတရားနာလို့ရတယ်တရားတရားရှိမှတရားရှုမှတ်ပွားများအားထုတ်လို့ထိုင်လို့ရတယ်ဟုတ်လားတရားတရားမရှိရင်ဘာမှလုပ်လို့မရဘူးအလကားပါကွာဒါတွေကပေါ်ပင်ကိစ္စတွေဘာညာနဲ့ဝေဖန်ရေးလေကံရေးတွေရောက်လာဟုတ်လားအဲ့တော့မြတ်ဗုဒ္ဓရဲ့သာသနာတိဘာနဲ့တည်ထောင်ထားတယ်တရားတရားနဲ့တည်ထောင်တာကိုရောဒီလိုတာလုပ်နေရင်တရားတွေပြည့်ရင်သာသနာပြည့်မယ်ဆိုပြီးပြည့်အဲ့ဒီပိန်ပိန်သေးသေးကိုတော့လည်းကိုဘယ်ဘက်နှမောင်းညာဘက်နှမောင်းကဘုန်းကြီး၃-၄ပါးကချုပ်ဘယ်ဘက်နှမောင်းကဘုန်းကြီး၃-၄ပါးကချုပ်ပြီးဘုရားဓမ္မကိုတရွတ်တိုက်ကြီးခေါ်သွားတာကိုရောလေးကသွားခြင်းတော့သွားတာလားအတင်းချုပ်ခေါ်သွားတာလားခေါ်ပြီးတော့မြတ်ဗုဒ္ဓရှိရောက်တော့မြတ်ဗုဒ္ဓကမေးတယ်ဟဲ့ဒါတော့ငါဘုရားဓမ္မကိုမလာမရောက်ခြင်းနဲ့ဒီရဟန်းကလေးဘာကြောင့်အတင်းကြီးတရွတ်တိုက်ဆွဲခေါ်လာခဲ့ကြတယ်လေမြတ်စွာဘုရားဒီကိုယ်တော်ဟာတရားဓမ္မတွေရဲ့တရားတရားကိုဖြည့်ဆည်းနေပါတယ်ဘုရားဘာဖြည့်ဆည်းနေတရားတရားကိုဖြည့်ဆည်းနေတာဘလို့ဖြတ်တယ်လေသောရမအဲ့ဒီကိုယ်လေးကရှင်ဘုရားတဲ့တပည့်တော်ဟာနဲ့ရလူမဟုတ်ပါဘူးဟောဒီသာဝတိမြို့မှာဂရေရှိတဲ့ချမ်းသာကြွယ်ဝတဲ့တတိသာမြတ်ဗုဒ္ဓရဲ့တရားကိုတစ်ချိန်တည်းနားလဲရရုံနဲ့မနှကြိမ်တစ်ချိန်တည်းနားလဲရရုံနဲ့ကြီးညိုလုံးလုံးသာသနာ့ဝန်ထမ်းရှင်ရဟဝဲတော်လဲပေါ့ပေါ့ဆဆမနေပဲတော်ထဲမှာ12နှစ်တရားကျင့်ပါတယ်ဗျာခုပဲမဲမွဲခွန်းနဲ့ဆွဲလို့တောင်းစားနေရတယ်ဆိုတာကြားလို့တပည့်တော်ဆုံးခံကြွမိတာပါမြတ်ဗုဒ္ဓအပြစ်လို့ယူဆရင်လည်းတပည့်တော်ကိုအပြစ်ပေးသနာတော်မူပါဆိုတော့မှအဲ့ဒါမြတ်ဗုဒ္ဓကဒီကိုယ်တော်လေးကိုကြည်ပြီးတော့ပြိတ္တရဲ့မိမ့်မိန်ကြီးပြုံးပြီးသာဓုခေါ်တာဘာခေါ်လဲဘိက္ခုသန္တရာနောက်ရဲ့ပြောခေါင်တွေ့တဲ့ကဘုရားရှင်ကိုယ်တော်မြတ်ရဲ့จิตကလေးဧဓမ္မတုဘောဓကတဝအိလောမေဘေကိုဆုံးခံကြွတဲ့ဆိုတဲ့ဒီကိစ္စဟာသာဓုသာဓုခ
ကောင်းပါလေစွာကောင်းလေစွာဧဓမ္မတုဘောဓကန္တမှာအဲဒီလိုဘေဘေကိုဆုံးခံကျွေးတယ်ဆိုတဲ့ဒီကိစ္စသည်မမသတ္တန္တနာပါလကံငါဘုရားရှင်ကိုရောမြတ်ကြီးရဲ့လမ်းစဉ်ကြီးပါပဲဣတိဓမ္မတို့ကဲ့သို့ငါဘုရားလမ်းစဉ်ရဲ့နောက်သင်္ချတာကလေးကခြေရနေလို့လျှောက်တဲ့အတွက်ကြောင့်ဧဓမ္မတုဘောဓကန္တမှာအဲဒီလိုဘေဘေကိုဆုံးခံကျွေးတယ်ဆိုတဲ့ဒီကိစ္စသည်သာဓုသာဓုကောင်းပါလေစွာကောင်းလေစွာရဲ့လို့တတလူတို့ရဲ့ဆရာတဆူဖြစ်တော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကဧတံဘေကောဝေလောဘေဘေကိုဆုံးခံကျွေးတဲ့အဲ့ဒီကိုရောကလေးကိုအဘိဓဝီသာဓုတဲ့မြိုင်မြိုင်ပေးလို့မို့ကောင်းစွာမတွေ့ချီးမွမ်းတော်မူခဲ့ပါပေတည်းဒါကြရဲ့လင်္ကာလေးပြန်ဆိုကြမိဘဆိုတာယမဘာကောင်းစွာမရပြီမိဘဆိုတာယမဘာကောင်းစွာမရပြီပရိသတ်ရဲ့မိဘဆိုတာကောင်းကင်ကမြမကြီးတွေဘာကြီးတွေလဲတေချာကြီးလူပြည်ရဲ့အောက်မှာငရဲတရိစ္ဆာန်ပိဋ္ဌာအတုရကအပယ်လေးပုံလူပြည်ရဲ့အောက်မှာဘာတွေရှိလဲအပယ်လေးပုံလူပြည်ရဲ့အထက်မှာနတ်ပြည်ရဲ့အထက်မှာဗြဟ္မပြည်ရဲ့အထက်မှာနိဗ္ဗာန်ဟုတ်လားနိဗ္ဗာန်ကဘုံတော့မဟုတ်တော့အဲ့တော့ဘယ်လိုလူပြည်ရဲ့အောက်မှာဘာရှိလဲအပယ်လေးပုံလူပြည်ရဲ့အထက်မှာနတ်ပြည်ရဲ့ဗြဟ္မပြည်ရဲ့အမြင့်ဆုံးကဘာလဲဗြဟ္မပြည်ပဲဟုတ်လားနိဗ္ဗာန်က32ဘုံနဲ့မပါလို့သူ့ကိုခဏဖယ်ထား32ဘုံနဲ့မှထဲရင်တဲ့ထိတ်ဆုံးဘုံဒီဘာဘုံလဲဗြဟ္မဘုံအပေက4ဘုံလူဘုံက1ဘုံ4နဲ့1နဲ့ပေါ့ဒါနတ်ပြည်က6ချက်9နဲ့6နဲ့ပေါ့17ဗြဟ္မပြည်က20 17နဲ့20နဲ့ပေါ့32ဘုံတဲ့အဲ့ဒီ32ဘုံမှာထိတ်ဆုံးဘုံဒီဗြဟ္မဘုံအဲ့တော့မိဘနှစ်ပါးဆိုတာအဲ့ဒီဗြဟ္မဘုံကြီးကဆင်းလာတဲ့ဗြဟ္မာကြီးတွေကဆိုတော့ပြိတ္တိကိုယ့်ရဲ့ကျေးဇူးရှင်ကိုယ်ကမွေးလာတဲ့မွေးပေပေနဲ့ကျွေးလာခဲ့တဲ့ကျွေးပေပေဒီလူသားကြီးနှစ်ယောက်တို့ဒီလူသားတွေလားဗြဟ္မာကြီးတွေလားအစစ်အတန်းနှိမ့်လားအစစ်အတန်းမြင့်လားဒါကြရင်လူတဲ့ဘာကမြင့်နတ်ကမြင့်ဘာကမြင့်နတ်တဲ့ဘာကမြင့်ဗြဟ္မာကမြင့်တော့ပြိတ္တိရဲ့ကိုယ်တဲ့မြင့်တဲ့ဗြဟ္မာကိုကိုးကွယ်ပြီးတဲ့နောက်နတ်တွေကိုကိုးကွယ်ဖို့လိုသေးလားအိမ်ပြန်ရောက်ရင်အုံးသီးတွေလွတ်ပြည့်ရတာဟမ်တလုံးလွတ်ပြည့်ရင်900ပေးမယ်6နဲ့ကန်ရင်1000ပေးမယ်မီးကျွေး1500ပေးမယ်လုံရဲလားသူတို့ပြောတော့မြင့်တဲ့ဗြဟ္မာကိုကိုးကွယ်ပြီးရင်နဲ့ကိုးကွယ်ဖို့လိုတော့ဘူးဆိုဟုတ်လားအဲ့ဒါပရိသတ်ပေါင်းသူတော်ကောင်းတော်ကောင်းကင်ကဗြဟ္မာကြီးတွေဆိုတာကမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗြဟ္မစိုးတရား၄ပါးရှိတယ်လို့ပဲကိုယ့်ရဲ့မိခင်ဖခင်တွေကကိုယ်ပိုက်ထဲမှာနေတော့ကမေတ္တာထားတယ်ဘာသာကတာကလေးချမ်းပါစေသာသမီကလေးချမ်းသာပါစေမလေးဘိုက်ကလေးကိုပုတ်ပြီးမေတ္တာပို့ရတာသိတော့မသိပါဘူးရမ်းချတာပါဟုတ်တယ်ကိုမဘာမှမဖြစ်ဘူးလားအဲ့တော့ပြိတ္တိအဲ့ဒီကလေးလေးကိုလလည်းဆယ်လာပွားမွေးပြီးပြီဆိုတော့ပန်းလေးထဲမှာသကောလေးထဲမှာနိဒာရဲကလေးပြိတ္တိရေစားရင်လည်းငိုတယ်နှုံးခဲ့ရင်လည်းငိုတယ်ချင်းကိုက်ရင်လည်းငိုတယ်အသားတွေနာရင်ကျင်ရင်လည်းငိုတယ်ငိုနေတဲ့တရားလုံးငိုနေတဲ့ဒီကလေးတနာတဲ့ဆိုပြီးတော့မှတရားလုံးမအိပ်ဘဲနဲ့ထိုင်ကြည့်တာအဖေလားအမေလားမေပါဗျာဟမ်အဲ့ဒီအလုံးကြီးအဖေနဲ့အမေကဘယ်သူကပေါ်ကျေးဇူးများမယ်ဟမ်ခိုင်လက်ခံလား
လက်မခံခြင်းဘူးသူဘယ်လိုအားလုံးပြန်ပြောအဖေနဲ့အမေနဲ့ဘယ်သူကပိုကျေးဇူးများမယ်ဖြေတာကျေးဇူးတော်ပါဗျာဟုတ်လားဒကာကြီးတွေအမေတွေကကျေးဇူးများတယ်လို့ပြောတာတို့ဒကာကြီးတွေလက်ခံတာပြောကြလေခင်ဗျာဟိုကြည့်ကြည့်ကြောက်တော့ရဒုက္ခမောဖြစ်ထွက်လာတာဒုက္ခမောဖြစ်အဲ့တော့ပြိဿပေါင်းသူတော်ကောင်းတွေလက်မခံနိုင်ရင်လက်သိခံဖို့မခံဖို့ခဏခဏဥစဉ်ပြောပြနေတာပြိဿအိမ်ပြန်ရောက်ရင်အုတ်ခဲလေးခဲရှာဒကာကြီးတွေဘာရှာမလဲအုတ်ခဲလေးခဲရှာပြီးအဲ့ဒီအုတ်ခဲလေးခဲကိုခါမှပတ်ကြိုးကြီးနဲ့တုတ်ထားသမင်းစားရင်လည်းအဲ့ဒီအုတ်ခဲလေးခဲနဲ့စားရေတော့ရင်လည်းအဲ့ဒီအုတ်ခဲလေးခဲနဲ့စားအဲ့ရင်လည်းအဲ့ဒါကြီးနဲ့အိတ်ထိုင်ရင်လည်းအဲ့ဒါကြီးနဲ့ထိုင်အိမ်သာတက်ရင်လည်းအုတ်ခဲလေးခဲခါမှပတ်ပြီးနေသိမကြဘူး10လပဲနေရဘယ်နှလနေဘယ်မှာနေနိုင်လားမနေနိုင်မှတော့ခံပေါ့သူတို့ကနေနိုင်တဲ့ဓာကြီးနဲ့ခံတော့တာပွဲသွားလေသွားဟဲ့ဖိုးချစ်တဲ့ဟေးသွားပြီးကတာကကြည့်ကြတယ်ကျုပ်ကဓာကြီးကတော့သူ့လေးပုံလည်းမရဘူးနော်နေတာပဲခက်ကြီးနေကောင်းလားကောင်းလို့ပွဲလာတယ်ပေါ့ပြေဘူးလားမဲပြောတော့ပြောနေသေးတာအဲ့တော့ပြိဿကြီးအဲ့ဒီဓာကြီးဥက္ကဲ၄ခဲတော့၄ဓာကြီး10လလောက်ဘိုက်ပေါ်မှာကတ်ထားတာနဲ့ကိုကျုပ်ကကြည်ညိုလာပြီဒါကြောင့်မလို့အားလုံးသောမိခင်များဆက်တော့လေးစားပါလေတော်လေးစားတာပါအဲ့တော့ပြိဿကြီးမိခင်ဖခင်ကျေးဇူးရှင်တွေကပန်းလေးတဲ့သကောလေးတဲ့ထဲထားတဲ့ဒီသားဒီသမီးကိုတနာတယ်ဆိုတာဒီဗာတရားနဲ့ကရုဏာတရားပြောပါတရားဒါလေးသမီးလေးတွေကလောကကြီးမှာချောတယ်လှတယ်အရွယ်တွေရောက်လာပြီဆိုတော့ငါသားငါသမီးလေးတွေဒီသားလဲလောကမှာချောဆုံးဟဲ့လှဆုံးဟဲ့ဆိုပြီးကြီးမဝရှုမဝဖြစ်ကြတဲ့ဒီမိဘတွေရဲ့ရင်ထဲမှာဖြစ်တာကတော့ပြိဿရဲ့မုဒိတာတရားဘာတရားလဲကိုကဘလောက်ချစ်လို့ကြည့်လို့မဝဘူးပဲပြောပြောရှုလို့မဝသေးဘူးပဲပြောပြောအချိန်တန်အရွယ်ရောက်တော့အဖြစ်လေအဲ့ဒါဖြစ်တာပေါ့မမေသမီးမိုက်ကိုခွင့်လို့ပါစာလေးတော့တကောက်ပါလေးပေါ်တင်ထားခဲ့သွားဟဲ့ဒီနောက်လိုက်ပြီးရလေအဲ့တော့အိမ်တော်ရတာကြားကြသွားပြီဆိုတော့ဒီသားဒီသမီးကိုပြိဿရဲ့ကိုယ်ကိုရင်ဝါကိုခြေစုံကံပြီးထွက်သွားတော်ရဲ့ထွက်သွားတော်လည်းပဲပြိဿရဲ့မုံလို့ရရဲ့လားအေးလေအတောင်ဆုံးလို့ပြန်ပြီပဲဆိုပြီးအဲ့ဒီချိန်ကျမှခွဲလို့ရတာကဥပိ္ပခာတရားဘာတရားလဲဥပိ္ပခာတရားဝမ်းထဲမှာလွယ်ထားတော့ကဘာတရားခိုင်ငါတို့ယူရင်ပြီဝမ်းထဲမှာလွယ်ထားတော့ကမေတ္တာတရားဘာတရားလဲနေတာရဲ့လေးဗန်းလေးသကောလေးထဲမှာငိုနေတော့သနာတယ်ဆိုတာဘာတရားလှနေပနေတဲ့ကိုသားကိုသမီးကြည့်ပြီးဝမ်းသာတာဘာတရားအိမ်တော်ယထာကြသွားတဲ့နောက်ဖြစ်တရားကဘာတရားဘာလဲမေတ္တာကရုဏာမုဒိတာဥပေက္ခပြန်ပြောမေတ္တာကရုဏာမုဒိတာဥပေက္ခတရားဘယ်နှလုံး၄လုံးပါဗျာအဲ့ဒီ၄လုံးကိုပြည့်ပြမစိုးတရား၄ပါးပြောမြမမင်းကြီးတွေရဲ့ကျင့်စဉ်ဖြစ်ပါသောကြောင့်ပြမစိုးဟုတ်လားမှန်ပါဗျာဟိရိဓမ္မတော်ကဲ့သို့မြမမင်းကြီးတွေကျင့်ကြတဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြမစိုးတရား၄ပါးတွင်ရှိနေတဲ့အတွက်ကြောင့်မတ္တပိတရောသေတို့တွေငါတို့တွေရဲ့ကျေးဇူးရှင်မေမေနဲ့ဖေဖေကိုပြမတိကောင်းငင်ကဆင်းလာတဲ့ပြမမင်းကြီးတွေပါပဲရဲ့လို့ဩဇရေဝုသံတိကောင်းစွာမသွေခုံတွင်ရဲ့ဆိုသေးကြပါပေကုန်တည်းပရိသတ်ရဲ့သုံးလောကတွတ်တဲ့ဘုရားရှင်ကိုရောမြတ်ကြီးကခြေသားတော်တဲ့အမေဘေကိုသုံးခံကျွေးတယ်ဆိုတဲ့
တဲ့အတွက်ကြောင့်သာဓုသာဓုဘယ်လိုခေါ်လဲသာဓုသာဓုတဲ့အဲလိုမေဘေကိုဆုံးခံကြွတဲ့ဆိုတဲ့ဒီကိစ္စပြုစုစောင့်ရှောက်တယ်ဆိုတဲ့ဒီကိစ္စဟာငါဘုရားရဲ့လမ်းစဉ်ပါပြိဿရဲ့ဘုသူလမ်းစဉ်ဘုရားလမ်းစဉ်တဲ့အဲလိုပြောလိုက်တော့ဘေးကခုနကလာတိုင်တဲ့သံဃာတော်ရှင်သမီးတွေကစိတ်ဝင်စားပြီးမြတ်စွာဘုရားဒီကိုယ်တော်လေးကိုမြတ်ဗုဒ္ဓကမစိုးဝဲမငေါ့ဝဲနဲ့အမေဘေကိုဆုံးခံကြွေးတာငါဘုရားလဲသိလို့မြတ်စွာဘုရားပြောတယ်မြတ်စွာဘုရားရောဘယ်ကဲ့သို့မိဘနှစ်ပါးကိုပြုစုစောင့်ရှောက်ပေးခဲ့ဘူးပါသလဲအဲ့ဒါသံဃာတော်ရှင်သမီးတွေကဝိုင်းတောင်းပန်ပြီးမေးကြတော့ကဲငါဘုရားမိခင်ပါခင်တွေကိုဘယ်လိုကျေးဇူးဆက်ခဲ့တယ်ဆိုတာမင်းတို့ကငါပြောပြမယ်ဟေးချစ်သားတို့တိုင်ကြဆိုပြီးအဲ့ဒီမှာမြတ်ဗုဒ္ဓကအတိတ်ဇာကြောင့်ပြန်ပြောင်းပြောပြရှေးလွန်လေပြီးသောကာလဗာရဏသီပြည်မှာပြမရမင်းကြီးတိုင်းပြည်အုပ်ချုပ်မင်းလုံးလို့နေတော်မူတဲ့အချိန်မှာမြတ်ဗုဒ္ဓသည်ကံစားတာအကြောင်းမလားလို့တရိစ္ဆာန်ဘဝမှာဖြစ်ခဲ့ရတယ်။လိုက်တဲ့ရေမြတ်ဗုဒ္ဓသည်တခုသောဘဝမှာမဖြစ်ခဲ့ရတဲ့တရိစ္ဆာန်ဆိုတာအပယ်လေးပုံဟုတ်လားအပယ်လေးပုံဒီပြိဿရေမကောင်းမှုအကုသိုလ်ကံကိလေသာនិဝရဏတွေလောက်တဲ့ပုဂ္ဂိုလ်တွေရောက်တဲ့ဘောဆိုတော့တရားမြတ်စွာတောင်မှပဲပါရမီတွေပြည့်စုံနေတဲ့အရေးမှာသူတော်ကောင်းကြီးတော်မှာပဲကံမကောင်းရောက်မလားတရိစ္ဆာန်ဘဝကျသွားရသေးတယ်ဆိုတော့ဦးဇင်းတို့တွေသူတော်ကောင်းတို့တွေကပြိဿရေကျမသွားနိုင်ဘူးလားပဋိထားကြတော့အဲတော့မိမိရဲ့ဒီနေ့တော့ဒါနသီလဘာဝနာပေါင်းစုမြတ်ကောင်းမှုလုပ်တယ်ဆိုတာမိမိရဲ့ကံကြမ္မာကိုမိမိကပြုပြင်နေတာဒီကြမှာဒါသနာရေးကြီးတဲ့စကားပြောမယ်မိမိရဲ့ကံကြမ္မာကိုမိမိကပြုပြင်နေတာပြောပါလေလေမိမိရဲ့ကံကြမ္မာကိုမိမိကပြုပြင်နေတာပါပြုပြင်နေဖို့မလိုဘူးလားလိုပါရဲ့ခင်ဗျာရှေးတိတ်ကံကြောင့်ဒီဘဝရောက်လာတယ်ဒီဘဝမှာကုသိုလ်ကံတွေကိုထက်ကမလို့ရင်နောက်ဘဝကျဘယ်သွားမလဲအောက်ပြန်ကျသွားမယ်ဟုတ်လားအဲ့တော့စကားသုံးခုရှိတယ်မလဲတေကိုအကြောင်းကိုသိကြပါတော့ဟုတ်လားနေကိုတနာကြပါတော့သုံးကိုလောက်ကြပါတော့မနှကောလဲပြောကြည့်တယ်ကိုအကြောင်းကိုသိကြပါတော့ကိုနာကြသိတယ်မိမ့်ပြီးနားထောင်နေတာကသိတယ်အဲ့လိုမမေကိုတို့ကျွန်တော်ဒီလိုဖြစ်တော့မှာဟုတ်လားဓမ္မကြီးတရားကလျှောက်တယ်ရှင်မယားတဲ့ကိုရောတရားဘယ်လိုကောင်းမှန်းကိုမသိဘူးသိကောင်းတာပဲတဲ့ဟာကိုလည်းကိုတရားကောင်းနေကြတော့ဝမ်းသာတာပေါ့လေဓမ္မကြီးဘာကောင်းလဲဆိုတော့အိတ်လို့ဘာကောင်းတာအိတ်မပြောတာ3လရှိပြီတဲ့ဒိုင်ရစီပင်9လုံးတော့အိတ်မပြောဘူးကိုတော့တရားမြင်နာလိုက်ရရင်တဲ့အမေကပခက်လွဲပြီးမိတ်ဒီလာကန်တော့အောက်ကဆိုပြီးသိတဲ့တိုင်းပဲအိတ်လို့သိကောင်းတာပဲတဲ့ဟုတ်လားသိတယ်ငါတရားနိုင်ဝဲပဲရှိသေးတယ်ဘယ်လဲစကားသုံးလို့ပြောတာသေချာမဲ့နော်အရေးကြီးတယ်နော်ဒသနာတွေနော်သေးသေးချာချာပြောတာတော့မှဘာဖြစ်လဲမသိဟုတ်လားမိန်နေတာဟာသိတာပေါ့ကဲလိုက်တော့ကိုအကြောင်းကိုသိကြပါတော့ကိုသနာကြပါတော့ကိုလောက်ကြပါတော့မမိမလားပြောစမ်းကိုအကြောင်းကိုသိကြပါတော့ကိုလောက်ကြပါတော့ပြန်ပြောရတော့လိုက်အောင်မယ်ကိုအကြောင်းကိုသိကြပါတော့ကိုလောက်ကြပါတော့ဒါလည်းနံပါတ်1ကပါကိုအကြောင်းကိုသိလားမသိလားသိပါကိုနဲ့ကိုစိတ်ဒီဟာကြီးနဲ့ဒီကနာကိုကြီးမွေးတွေကပေါင်းလာတာသိလားမသိဘူးလားသိပါဘူးကိုအကြောင်းကိုသိလားမသိလားသိပါကိုအကြောင်းတော့မကောက်သူများအကြောင်းတွေတော့သိပါဟေးညီဟ
ဟိုကောင်မခိုးလို့တဲ့တော့မလေးတို့ကသိပြီးသားဒီရွာမှာအကြရကစသိရဲ့ဟေးအေးကြီးမားတဲ့တကြီးပဲရှိဟုတ်လားပြောကြတာဆွေတော်မျိုးတော်များညနေကသမင်းစားခဲ့ပြီဗလားမနေ့ကရောသမင်းစားကြသေးသလားဘယ်နှလုံးစားတုံးဟမ်ပြန်ပြောမယ်ဗျာသမင်းစားခဲ့ပြီလားဘယ်နှလုံးစားတုံးသူများကခွန်ကြွေးတာလားကိုယ်လက်ကြီးနဲ့ကိုယ်စားတာလားအလုံးကြီးသူများပါးစပ်နဲ့စားတာလားကိုယ်ပါးစပ်နဲ့ကိုယ်စားတာလားသူများကလုပ်ပေးတာလားကိုယ်ဘာသာကိုစားတာလားဘယ်နှလုံးစားတဲ့သိလားမသိလားဟမ်ဟုတ်လားဘယ်လို10မိနစ်မှာအသက်ဘယ်နှခါရှူမယ်ဟုတ်လားဒါဆိုရင်ပြိဿရေမနေ့ကသမင်းစားသေးလားဘယ်နှလုံးစားဒါလည်းမသိဘူးဟုတ်လားဒါဆိုရင်တမြန်လေးကတော့သမင်းစားလားဘယ်နှလုံးစားဒါလည်းမသိဘူးဘာသိတာရှိငါမသိတာဘာမှမရှိပါဘူးအေးအကြရကသာသိတယ်ဆိုဟုတ်လားအဲ့တော့ပဲကိုသိနေတာတွေကကိုအကြောင်းကိုသိတာလားသူများအကြောင်းတွေရှောက်သိနေတာလားတော်သိရနော်အဲ့ဒါအဲ့ဒီဒသနာအဲ့ဒါတရားပဲဟိုပါဠိတွေရေးပြီးအာယောဘနာဘေကိုခြင်းဟန်ဒီလို့နားမလည်မှတရားလုံးမလည်နဲ့အဲ့ဒါတရားပဲရှင်းလားရှင်းပါတယ်ဗျာအေးပြိနားလည်အောင်ပြောရင်ဘုန်းကြီးကပါဠိကျောင်းလောကအကြောင်းတွေဟာလောကအကြောင်းမပြောလို့ဘာပြောရမတုံးမြတ်စွာဘုရားရဲ့ခုံတော်မှာလောကဝိတုပါတယ်လို့မရှိဘူးလားလောကသုံးပါးကိုသိတော်မူတတ္တဝါတွေအကြောင်းအကုန်သိလောကရည်မြေအကြောင်းအကုန်သိယုံနာဓမ္မသင်္ခါရတွေအကြောင်းအကုန်သိအဲ့လောကအကြောင်းမပြောလို့ဘာအကြောင်းပြောရမလို့ဟုတ်လားကိုယ်အကြောင်းကိုသိသလားပြိဋိသူများအကြောင်းတွေကြီးသိအောင်မကြိုးစားကြပါနဲ့ကိုယ်အကြောင်းကိုသိအောင်ကြိုးစားကြပါသူတော်ကောင်းတို့မသိရင်အဲ့လိုအပယ်ကြရတယ်မှန်ပါဗျာဘုရားရှင်ကိုယ်တော်မြတ်အလောင်းပြိဋိခုဘယ်ရောက်သွားလဲတိရိစ္ဆာန်ဘုံရောက်တာအဲ့ဒါကိုယ်အကြောင်းကိုမသိပဲသူများအကြောင်းကိုသိအောင်လုပ်ပြီလို့ဟုတ်လားကိုသနာကြပါတော့ပါတယ်လေကိုသနာလားမသနာလားဟမ်အားလုံးရကြည့်ရနော်ရေးကြည့်တဲ့ဒသနာတစ်ခုပြောတော့မယ်လောကမှာလူနှစ်လူရှိတယ်တစ်ချစ်တဲ့လူနှစ်မုန်းတဲ့လူဘယ်နှပြောလဲပြောပါနဲ့ပါချစ်တဲ့လူနဲ့မုန်းတဲ့လူဒီနှစ်လူမှာဘယ်သူကပိုဒုက္ခပေးဟမ်ဒီမင်းဘာသိလို့လဲဘာသိလို့အဲ့တော့ပြိဋ္ဌာပေါင်းသူတော်ကောင်းတို့စဉ်းစားချစ်တဲ့လူနဲ့မုန်းတဲ့လူရဲ့မုန်းတဲ့လူကဒုံနဲ့ရိုက်လို့ရတယ်ဓာတ်နဲ့ခုတ်လို့ရတယ်သနက်နဲ့ပြစ်လို့ရတယ်ဒုံကြီးနဲ့တူးလို့ရတယ်ဟုတ်လားဒါပေမဲ့သိတယ်တဘဝအမေတယောက်ကကိုယ့်ရင်ကမွေးလာတဲ့သားကလေးနီတာရဲ့လေးပန်းလေးထဲမှာသကောလေးထဲမှာအဲ့ဒီနီတာရဲ့လေးအနည်းနဲ့ထုတ်ထားတဲ့အဲ့ဒီကလေးလေးရဲ့သားကလေးရဲ့နှဘိုးကိုချင်းတကောင်ကိုက်မယ်ဆိုရင်အဲ့ဒီချင်းကိုထိုင်ကြည့်နေမှလားရိုက်တက်လိုက်ပါလားဟမ်ဒီဘောကိုသားလေးလာကြိုက်တာလေရိုက်တက်မှာပေါ့ဟုတ်တယ်မလားရိုက်တက်လိုက်တော့ချင်းလေးရမှာဖြစ်သွားသေသွားတော့ငါးပါးသီလပြည့်တယ်လားကျိုးတာလားဩအဲ့တော့ပါဏာတိပါဒ၅ပါးသီလကျိုးသူများတက်တော့အဖန်905ကဘာသုကိုကိုသူများကပြန်တက်တယ်တဲ့အဝိဇ္ဇငရဲကြတယ်တဲ့ပြန်တက်လာတော့မျက်လုံးလေးကအကန့်လေးပါဏာတိပါဒလုပ်တဲ့လူတွေအဲ့လိုဟုတ်လားနားလေးကအပင်လေးလက်ကအကျိုးလေးခြေထောက်ကပိုလီယိုဆွဲနေမွေးလေးကလေဖြတ်လာမရှိဘူးအဲ့လိုမျိုးမရှိဘူးလားအဲ့လိုဘဝမျိုးဖြစ်ချင်လားမဖြစ်ချင်ဘူးလားအဲ့ဒီဒုက္ခကိုမုန်းတဲ့လူကပေးတာလားချစ်တဲ့လူကပေးတာလားကြောင့်နဲ့ဟုတ်တယ်မလားမိုးလေးတော်နဲ့ရွာနေတဲ့အချိန်မှာသွားဟေးသွားဟာဆိုဆိုင်ကလေးပို့ချက်နဲ့ပြေးတာချစ်တဲ့လူအတွက်ပြေးရတာလားမုန်းတဲ့လူအတွက်ပြေးရတာလားဘုန်းကြီးပါသေးလားမပါဘူးလားအာနိုင်ကြကွာနော်
ဟုတ်လားအဲ့တော့ပြိဿရဲ့နေရရံပူနေတဲ့နေကိနနာကြီးຫນွေရသည်မသွားနဲ့ကစုံလျုံသွတ်တဲ့ကိုအုံတော့အာရုံရောပြတ်တဲ့သိတတ်တဲ့သတင်းစာကနေကျင်းကြတယ်တယ်လီဗီရှင်းကနေကျင်းကြတယ်ရေဒီယိုကနေကျင်းကြတယ်ဒါပေမဲ့ပြိဿမပြေးရဘူးလားပြေးရပါဘူးရှင်းတဲ့လူကခိုင်းလို့ပြေးတာလားမုန်းတဲ့လူကခိုင်းလို့ပြေးတာဘယ်သူကဘုဒုက္ခပေးပြန်မလားချင်းနဲ့ကွဲကြဟုတ်လားကိုတရားနာပြီးအဲ့ဒါကွဲကြကိုမပေါင်းရတဲ့ဘဝမှာကွဲကြမနာလို့နေတာအဲ့ဒါပြိဿရဲ့တေကိုเจ้าကိုသိကြပါတော့နေကိုသနာကြပါတော့တော့ကိုအလုပ်ကိုလုပ်ကြပါတော့ကိုအလုပ်ကိုလုပ်တာလားသူများလုပ်တွေရှောက်လုပ်နေတာဟုတ်လားဟိုကိုကကိုလူတွေလူလေတွေမှတ်နေတယ်လူအားတွေပဲနော်စကားတစ်ခုရှိတယ်အလုံးရှုပ်တာနဲ့အရှုပ်လုပ်တာဘာလဲပါကိုင်ပြောတော့များအလုံးတွေရှုပ်နေလားအရှုပ်တွေလုပ်နေလားဟုတ်လားအရှုပ်တွေလုပ်တော့လူရှုပ်ဖြစ်တာပေါ့လူကောင်းတွေမှလည်းလက်သက်တော့လူရှုပ်တွေပဲကိုတရားဝဲလူရှုပ်တွေလူဆိုးတွေရောက်ဟုတ်လားအဲ့တော့ပြိဿပေါင်းသူတော်ကောင်းတို့ရဲ့ဘောဓိတတော်ဘုရားလောင်းလျာမြတ်ဘောဓိတတိဟိမဝဒပရိသေဟိမဝဒလို့ခေါ်ရတဲ့တော်မြိုင်ကြီးထဲမှာဒေရဇာနယောနိယတိလိမ္မာဉာဏ်ပညာမရှိရဘူးဆိုတဲ့ဟိတရိစ္ဆန်စေတဝါမျိုးမှာဟောတဝတက္ကတိကံသတာကြောင့်မလားသဖြင့်ကောင်းစွာမသွေဖြစ်ခဲ့ရရှာလေတည်းဘယ်လိုရဲ့ဘုရားရှင်ကိုယ်တော်မြတ်လောင်းလျာဟိတရိစ္ဆန်ဘဝရှင်ကြီးတကောင်ဖြစ်ခဲ့ရတဲ့တရိစ္ဆန်ဘဝအဲ့ဒီစေတကောင်ဖြစ်ရတဲ့ဆိုပေမဲ့ဗတရေဘုရားလောင်းတော်ဒီဒါနပါရမီကုသိုလ်ကံရဲ့အကျိုးအကြောင်းအလုံးတရာချောမောလှပနုနယ်ပြုံမြင့်တဲ့စင်ပြူတော်ကြီးဖြစ်ရတယ်။စင်မဲပေါင်း8000တွေကိုစီမံအုပ်ချုပ်မင်းလို့ရတဲ့စင်ရှင်ဘရင်ကြီးဖြစ်ရတယ်။ဘယ်လိုလဲစင်ကြုံကြီးဖြစ်ရတာလားစင်ရှင်ဘရင်ကြီးဖြစ်ရတာလားစင်ရှင်ဘရင်ကြီးဖြစ်ရတာပါ။ခိုင်စေတော်မျိုးတော်များဖြစ်ရဘဝတိုင်းကြုံဖြစ်ချင်တာလားသခင်ဖြစ်ချင်တာလားတခင်ဖြစ်ချင်ရင်ဒါနလုပ်ကြရမယ်ဘာလို့တိုင်းသင်္ကလေးတွေဆိုကြဒါနကိုသာလုပ်ခဲ့ပါဘဝတိုင်းမှာသက်ရှိမယ်ဒါနကိုသာလုပ်ခဲ့ပါဘဝတိုင်းမှာသက်ရှိမယ်ဆိုကြပါဒါနကိုသာလုပ်ခဲ့ပါဘဝတိုင်းမှာသက်ရှိမယ်ဒါနကိုသာလုပ်ခဲ့ပါဘဝတိုင်းမှာသက်ရှိမယ်ဒါနကိုသာလုပ်ခဲ့ပါဘဝတိုင်းမှာသက်ရှိမယ်ပရိသတ်ရဲ့ဒါနမရှိတဲ့လူနဲ့ဒါနရှိတဲ့လူဘဝတိုင်းမှာပြိုင်လိုက်ရင်လေဒါနရှိတဲ့ပုဂ္ဂိုလ်ကအသက်ရှင်ခြင်းအဖြစ်နိုင်တယ်ဟုတ်ရဲ့လားဆိုတော်မျိုးတော်များအဲ့ဒီစကားပြောတော့ဆိုတော်မျိုးတော်များကယုံလားမယုံလားယုံတယ်လို့နေတနေ့တစ်ခါလုံးကမနစ်ကတော့ကပညာတတ်တကားကြီးတယောက်ကကျုပ်ကိုလျှောက်ကိုတော်တို့ဘုန်းကြီးတွေတပါးလာနဲ့ဒါပဲတပါးလာနဲ့ဒါပဲဘယ်တရားတွေဘယ်လောက်ဟောနောက်ဆုံးကြတော့သူတို့ပဲဆွဲသွားတာပဲဟုတ်လားဒါနအကြောင်းပြောတော့ကိုယ်လူမရဲ့အတမ်းမရဲ့မဟုတ်ပါဘူးမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုသောက်တော်ရည်ချမ်းစီမီတန်ကလေးတစ်ခွက်တစ်ပလားစီမီတိုင်းအမွေးတိုင်းထုံးရင်ကောပြတဲ့ဒါနပါရမီဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာကိုယ့်ရဲ့စားခြင်းစားကြံလေးကိုတစည်းအိုင်တဲကရေအိုင်တဲကညွန်အိုင်တဲကလောက်ကလေးတွေပိုးလောက်လန်းကလေးတွေစားကြပါစေလို့တွေးပြီးရင်ကောပြတဲ့ဒါနဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာသမင်ကြံကလေးတစ်ခက်တစ်ခက်ချရေကလေးစိတ်တက်သားစင်ပေါ်လေးတင်ပေးတာစားကလေးတွေငှက်ကလေးတွေကြက်ကလေးတွေစားကုသိုလ်မပွားဘူးလားဥစဉ်ဆိုရင်ဥစဉ်ရဲ့အကြောင်းရှိမှတနေ့ကိုဓမင်းတို့စီကိုနှလုံးချက်ခိုင်းပြီးတော့မှအဲ့ဒါမေတော်ကြီးကိုနေတိုင်းစင်ကလေး30ရိုက်ပြီးသွားကြွေကုံရင်တက်ကြွေကုံရင်တက်ကြွေဥစဉ်တို့ကအဲ့ရကမလို့သေးဘူးပဲဟိုရှင့်ကလေးတွေကကုတ်ကုတ်ကုတ်
ဟုတ်တယ်မလားရှင်အဲ့လိုဟောတာဟောပြီးတော့မှရှင်လေးတွေကလာပြီးစားနေကြတာတော်ကြပဲစာကလေးတွေကပီကြီးလာစားနေကြတာဟုတ်တယ်မလားပေါင်းလေးရဲ့အဲ့ဒါနဲ့ထားပါတော့ရောင်နေလာလာပေါ်တကြောနှစ်ကြောတဲ့ကိုတီနိုင်ကြနောက်ပလီမလို့ဟဲ့ဘုန်းကြီးတော့ကြတဲ့ရှင်းဆိုဖြစ်အောင်မယ်သူတို့ကမရတော့အားကြီးဆိုရတာအဲ့တော့ပဲလေမောင်လေးကမထားသေးဘူးအကိုလေးကမထားသေးဘူးငှက်ကြားလေးတွေကဘာဖြစ်လဲတင်းတီးပြီးတော့မှအဲ့ဒီလိုစားတော့